အရင်ကဒီ All Star Browser ကိုဘယ်လိုယူရမလဲဆိုတာဒီဗီဒီယိုလေးမှာတေချာလေးပြပေးထားတယ်ဒါကြောင့်မို့ဒီဗီဒီယိုလေးကိုလုံးဝမကြော်ပါနဲ့like and follow ပါတခါလေးလုပ်ပေးခဲ့ပါအရင်ဦးဆုံးဒီမှာပြထားတဲ့အတိုင်းပဲဒီလိုလေးဝင်ပေးလိုက်အရေးကြီးတာတခုကတော့ TikTok မှာဒီ video တစ်ပုတ်တော့ video တစ်ပုတ်ရဲ့ copy link လို့တယ် copy link ကိုယူခဲ့အဲ့ဒါပြင်ဒီထဲရောက်ပြီဆိုရှင်ဒီမှာတစ်ချက်ပြပေးမယ်ခဏလေးကြော်မသွားနဲ့ဒီမှာ TikTok YouTube Facebook Instagram ရှိရယ် TikTok ကိုလုပ်လိုက်အပြီးဒီမှာယူခဲ့တဲ့ copy link ကိုဒီမှာချလိုက်အပြီးရင်ဒီမှာ English ကိုရွေးလိုက်ကဲအဲ့ဒါပြီးရင်ဒီမှာအောက်မှာစာတန်းပြလေးတွေ့ရမလားအဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ကွတ်သွားပြီအဲ့ဒါဆိုရင်ဒီမှာသူပေါ်လာတဲ့ဒီ browser ပုံလေးကိုနှိပ်လိုက်အောက်ကိုကြောက်သွားလိမ့်မယ်ဒီမှာ draw ဆိုတဲ့ဟာလေးတွေ့လားအဲ့လိုနှိပ်လိုက်နှိပ်ပြီးတော့ရှင်ဒီမှာ copy link ယူခိုင်းနေမယ်အဲ့ဒါကို copy ယူလိုက် copy ယူပြီးတော့ရှင်ပြန်ထွက်လို့တော့ရပြီဒီမှာအရင်ဦးဆုံးဒီမှာ browser အပြင်မှာတခြား skin တွေတခြား item တွေလည်းရှိရနော်လောလောဆယ်တော့သူက browser ကို free ပြရဖြစ်တဲ့အတွက်ကြောင့် browser ကိုရအောင်ယူပြီးသွားရှင်ပြန်ထွက်မယ်ကဲပြန်ထွက်ပြီးတော့ရှင်ဒီ game profile နဲ့ဝင်ပြီးတော့ရှင်ဒီ code ဆိုတဲ့နေရာလေးမှာခဏက copy ပေးတဲ့ဟာလေးကိုထည့်လိုက် okay နှိပ်လိုက်အဲ့ဒါပြီးလို့ရှင်ခဏပြန်ထွက်ပြီးတော့ရှင်မှာစာရေးလေးမှာပေါ်နေလိမ့်မယ်အဲ့ဒါကို clean လိုက်အဲ့ဒါဆိုဒီ browser လေးကိုရပြီ browser ကတော့ collision point 10ပေါ့တကယ်လာတယ်ဒီမှာအရင်ဆုံးဒီ browser လေးကိုတက်ပြမယ်ဒီမှာအယောင်လေးတက်လက်နဲ့တကယ်ကိုမိုက်တယ်ကဲဒါဆိုရင်ဒီလောက်ပဲ